နေ့ကလည်းကျွန်တော်ရောက်ပါတယ်ဒီနေ့ကဒီအပြည့်တော့ကျွန်တော်တွေ့ချင်လို့ကျွန်တော်ဝင်းရနေလာပါတယ်နော်ဒီပွဲလေးကဆိုလို့ရှိရင်အင်မတန်ထူးခြားတဲ့ပွဲဖြစ်ပါတယ်ကျွန်တော်လည်းမြစ်တာနဲ့လာတယ်အောက်ကလည်းမြစ်တာနဲ့ပြောတယ်ဆိုတော့ကျွန်တော်တို့မြစ်တာအပြန်လန်းဖလှယ်တဲ့ပွဲဖြစ်ပါတယ်အဲ့တော့ဒီနေ့ပထမဆုံးချင်းကိုကျွန်တော်အမတ်တရားပို့ပြီးတော့ဖြစ်သွားတော့ဒီကတည်တဲ့အဖွဲ့ကိုကျွန်တော်ပေါင်းပြီးတော့ချင်းလေးတစ်ခုဆိုချင်ပါတယ်အားလုံးနဲ့သက်ဆိုင်တဲ့တိုင်းရင်းသားအားလုံးနဲ့သက်ဆိုင်တဲ့ချင်းတစ်ခုဖြစ်ပါတယ်